ကျွန်တော်တနင်္ဂနွေနေ့ဈေးလေးပေါ့နော်တနင်္ဂနွေနေ့ကျွန်တော်ချပူရီဗန်ဖီပြောမှာပေါ့ဗန်ဖီကဈေးလေးနဲ့တွားကျွန်တော်ဈေးရမြေပွန်းလေးတော့အကောင်အရှင်လေးတွေရောင်းနေပါဒိတ်တွေလည်းကျွန်တော်တွေ့ခဲ့ရတာဒီဒိတ်တွေရှင်လေးနဲ့လက်တော်ကြီးကြီးတွေ့ခဲ့မရှင်ပေါ့နော်မရှင်တွေ့တယ်ကျွန်တော်ပုံမှန်ပေါ့ဒါပေမဲ့အသားပေါ်တယ်ကျွန်တော်အမဲသားဝင်လို့အသွားတော့လမ်းလျှောက်တာပြန်ကားနဲ့ပြန်တယ်ပြန်တော့ကျွန်တော်ချက်ဖို့ပြင်နေခင်းကြီးလေးနဲ့အနှစ်များများလေးနဲ့ပေါ့စားကြလို့အနှစ်များများလေးနဲ့စားတယ်အမဲသားအနှစ်များများလေးနဲ့စားကြချင်းကျက်တူခင်းကြီးလေးနဲ့ကျွန်တော်လုပ်ပြီးအမဲသားကိုကျွန်တော်နဲ့စားရပေါ့နော်နှက်ထားတယ်ပေါ့ဒီနေ့နဲ့ဆိုတော့ပြီးရကျွန်တော်စီထည့်ပြီးတော့ရင်ပုံမှန်အတိုင်းပဲမြန်မာလိုပဲချက်လိုက်တယ်ပေါ့နော်စီတက်တဲ့ထဲမြန်မာဟင်းပေါ့စီပြန်ရေးချင်ပေါ့ဆိုတော့အမဲသားဟင်းပေါ့နော်ကျွန်တော်ပြေးရမှာအမဲသားဟင်းလေးစားပြီးနားယူပါမယ်ဒါကျွန်တော်ရဲ့ quality ဒီနေ့ချက်တမ်းမှုပြီးပေါ့နော် okay နောက်ရတာဒီနေ့ကြည့်လိုက်အောင်အရန်ကောင်းတယ်နော်အမဲသားဟင်းချက်ပြီးတော့ဒီမှာလေးရှိပေးရတော့